မြန်မာပြည်တစ်ဤလီဟိုစီတူအာကာသဟင်းလင်းပြင်ကျဲကြီးထဲတွင်ရွှေဟင်းသာအမည်ရှိသောအာကာသရင်ငယ်လေးသည်ကျဲပြန်ခဲများကြားတွင်ကျွမ်းကျင်စွာတိုးပြီးပြန်တန်းနေသည်ရေမောက်ခုံတွင်ထိုင်နေသောကြော်စွာသည်သူ၏လက်များကိုထိန်းချုပ်မောင်းတာပေါ်တွင်တင်ထားပြီးရှေ့သို့ဆူဆိုင်ကြည့်နေသည်သူ၏မျက်နှာတွင်စိုးရိမ်စိတ်အနှဲငယ်များမရှိဘဲစွန့်စားလိုသောအပြုံးတစ်ခုသာရှိနေသည်ကြော်စွာ၏ဘေးတွင်ခန္ဓာကိုယ်ထွားကျိုင်းလာသောဗဟိန်းသည်ဆက်ပစ္စည်းများကိုစစ်ဆေးနေသည်ဗဟင်းသည်အစွမ်းထက်သောလက်နက်များကိုကိုင်ဆောင်နိုင်သည့်အပြင်စက်မှုပညာတွင်လည်းအလွန်ထူးချွန်သူဖြစ်သည်ဒီခရီးကအရင်ခရီးတွေထက်ပိုကျမ်းမဲ့ပုံပဲကျော်စွာဟူဗဟင်းကသူ၏အတာအောကြီးဖြင့်ပြောလိုက်သည်ရွှေရင်သာရင်ငယ်သည်နယူးမြန်မာကျို၏လေတုထဲသို့ဝင်ရောက်လာသည်ကောင်းကင်တွင်ရွှေရောင်တဝင်းဝင်းတောက်နေသောပြန်တန်းနေသည့်စေတီပထိုးတော်ကြီးများကိုမြင်တွေ့ရသည်ဗဟင်းသည်ပြတင်းပေါက်မှနေ၍အောက်ဘက်ရှိနီယုံမိရာဆောင်များဖြင့်လက်ပနေသောမြို့ပြကြီးကိုငင်းမောကြည့်နေသည်ရင်ကိုစိတ်ကန်းတွင်ရန်နာပြီးနောက်ကျော်စွာသည်ရှိုးပတ်စားပြသောလူကြီးတစ်ဦးဖြစ်သည့်ဦးတောင်းနှင့်တွေ့ဆုံရန်ထွက်လာခဲ့သည်ဦးတောင်းသည်ရိုးရာဝတ်စုံကိုဝတ်ဆင်ထားပြီးအလွန်တည်ငြိမ်သောအသွင်ရှိသည်မင်းတို့ကိုငါစောင့်နေတာကြပြီးကျော်စွာဦးတောင်းကတိုက်သေးစွာကြိုဆိုလိုက်သည်ဦးတောင်းသည်သူ၏လက်ထဲမှအလင်းရိပ်ပြမြေပုံတစ်ခုကိုဖွင့်ပြလိုက်သည်ထိုမြေပုံထဲတွင်စัจ java လာပဒများဟုခေါ်သောအဖို့တန်ကြောက်မြဲယတနာတည်ရှိရာကိုပြသထားသည်ဒီယတနာသာအာနာရှင်ဗိုလ်ချုပ်တန်ကြီးလက်ထဲရောက်သွားရင်နေယူမြန်မာတင်မကဘူးတစ္ဆကြဝလာလုံးဒုက္ခရောက်လိမ့်မယ်ဟူဦးတောက်ကတတိပေးလိုက်သည်ထိုအချိန်တွင်အဝေးတင်နေရာမှအာနာရှင်ဗိုလ်ချုပ်တန်ကြီးသည်သူ၏ကြောက်မက်ဖွယ်ကောင်းသောဆက်ရုပ်စစ်တီများကိုကြည့်ရှုနေသည်ဗိုလ်ချုပ်တန်ကြီးသည်တန်ကြပ်ကဝတ်စုံကိုဝတ်ဆင်ထားပြီးသူ၏မျက်လုံးများတွင်လောပဇောများတောက်လောင်နေသည်သူသည်ကြော်စွာတို့၏နောက်သို့လိုက်ရန်အမိန့်ပေးလိုက်သည်ရုတ်တရက်ဗိုလ်ချုပ်၏စစ်တီများရောက်ရှိလာပြီးကျော်စွာတို့ကိုတိုက်ခိုက်တော့သည်ကျော်စွာသည်သူ၏ခါတွင်ချိတ်ထားသောအလင်းတန်းပြင်းလေးကွာကိုဆွဲထုတ်လိုက်ပြီးရန်သူများကိုခုခံတိုက်ခိုက်သည်သူသည်ဖြက်လက်သောလှုပ်ရှားမှုများဖြင့်ရန်သူကြည်စာများကိုရှောင်တင်းနေသည်ဗဟင်းသည်လည်းအာမနာတန်းပါဝင်ကူညီသည်သူသည်ကြီးမားသောတန်တစ်တာကြီးများကိုလေထဲသို့မြောက်ကရန်သူဆက်ရုပ်များစီသို့ပြစ်ပေါက်လိုက်သည်ဗဟင်း၏ခွန်အားကြောင့်ရန်သူများတရဆလဲပြုတ်ကုန်ကြသည်ကျော်စွာမြန်သွားရအောင်ဟုဗဟင်းကဟစ်အော်လိုက်သည်ကျော်စွာတင်ဗဟင်းတို့သည်ရန်သူများကြားမှဖောက်ထွက်ကသူတို့၏ရွှေဟင်းသာရင်စီသို့ပြေးသွားကြသည်ရင်ဤတကားဝတွင်ကျော်စွာကဗဟင်းကိုအရင်တက်ရန်အချက်ပြနေသည်ရန်သူကြည်စံများသည်သူတို့၏ဘေးနာသို့တဝီဝီဖြင့်ဖြတ်တန်းသွားနေသည်ရင်ကိုအရှိန်အဟုန်ဖြင့်မောင်းထွက်လိုက်သောအခါဗိုလ်ချုပ်တန်ကြီး၏ရင်စုကြီးကနောက်မှထပ်ကြမကွာလိုက်လာသည်ကျော်စွာသည်ရင်၏အင်ဂျင်ကိုအစွမ်းကုန်မြင့်လိုက်ပြီးကျေစုတန်းများကြားတွင်ခွေဝိုင်းမောင်းနေသည်ငါတို့ကိုဖမ်းဖို့ဆိုတာမလွယ်ဘူးဟိဟုကျော်စွာကကြွေးကြော်လိုက်သည်ဗဟင်းသည်ရင်၏အနောက်ဘက်ရှိအမြောက်မျောစဉ်သို့သွားကရန်သူများကိုပြန်လဲပစ်ခတ်သည်သူသည်အမြောက်ခလုံးများကိုကျွမ်းကျင်စွာထိန်းချုပ်ရေးရန်သူရင်များကိုတိဆစီဖြစ်အောင်ပစ်ချနေသည်ဗဟင်း၏တိကျသောပစ်ခတ်မှုကြောင့်ရန်သူများနောက်ဆုတ်သွားကြသည်နောက်ဆုံးတွင်ရွှေရင်သာရင်လေးသည်ရန်သူ့လက်မှလွမြောက်ကတပသောကျေတာယာမြူခိုးတန်းကြီးထဲသို့ရောက်ရှိသွားသည်ကျော်စွာတင်ဗဟင်းတို့သည်ရင်၏ရှေ့ခန်းတွင်အတူရက်ကဝေးလံသောစัจ java လာကြီးကိုကြည့်နေကြသည်သူတို့၏စွန့်စားခံသည်ယခုမှစတင်ယုံသာရှိသေးသည်